မြန်မာတရုတ်နယ်စပ်ကတောင်တန်းတွေကြားမှာဆယ်စုနှစ်တစ်ခုကျော်ကြာအောင်အင်အားကြီးအင်ပါယာတစ်ခုရှိခဲ့ပူးပါတယ်။အဲ့ဒီနေရာမှာဥပဒေထက်ပတ်စံကပဲအရာရာကိုဆုံးဖြတ်ပေးတာပါ။ဟိုတယ်ကြီးတွေ၊ကက်စီနိုကြီးတွေနဲ့ကမ္ဘာငွေလက်ဂိုင်းတွေရဲ့နောက်ကွယ်မှာရှိနေတာကတော့ကိုကန့်ရဲ့ဩဇာအာဏာအကြီးမားဆုံးမိသားစုကြီး၄စုပါပဲ။သူတို့ဟာမြန်မာစစ်တပ်နဲ့အပေးအယူရှိခဲ့သလိုဒေတာထဲမှာလည်းဘရင်တစုလိုမျိုးမှုခဲ့ကြတူတွေပါ။ဒါပေမဲ့2024ခုနှစ်စောပိုင်းမှာတော့ကမ္ဘာလုံးကိုတော်လုံးသွားစေမဲ့ဖြစ်ပျက်ကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာမရှင်နိုင်မို့လို့ထင်ရတဲ့ဒီမိသားစုကြီးတွေရဲ့အင်ပါယာကြီးဟာရပိုင်းအတွင်းမှာပဲဖြိုလဲသွားခဲ့ပါတယ်။သူတို့ဘလို့အာဏာရခဲ့တယ်လဲ။ဘာကြောင့်ဒီလောက်မြန်မြန်ပျက်စီးသွားခဲ့တာလဲ။ဒီနေ့ဗီဒီယိုထဲမှာကျွန်တော်တို့အသေးစိတ်ကြည့်ကြပါမယ်။ဗီဒီယိုမစခင်တင်ရော online scam ဒါမှမဟုတ်ငွေလိမ်ဖုန်းတွေကိုလက်ခံရရှိဖို့အောင်လား။အဲ့ဒီလုပ်ငန်းတွေရဲ့ဗဟိုချက်ဟာဒီမိသားစုကြီးတွေနဲ့ဘလို့ပတ်သက်နေတယ်ဆိုတာကိုစုံထိကြည့်ရင်သိရမှာပါ။ဒီဇလန်ကိုနားလည်ဖို့2009ခုနှစ်စီကိုပြန်သွားရပါမယ်။အဲ့ဒီတော့ကကိုကန့်ကိုအုပ်ချုပ်နေတာကတော့ကိုကန့်ဘရင်လို့လူသိများတဲ့ဖုန်ချရှင်ပါပဲ။ဒါပေမဲ့သူနဲ့အနီးကပ်ဆုံးလူယုံတော့ဘိုင်ဆောင်ချင်ဟာမြန်မာနိုင်ငံစစ်တပ်နဲ့လက်တွဲပြီးဖုန်ချရှင်ကိုလှုပ်ကြံမောင်းထုတ်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘိုင်ဆောင်ချင်ဟာကိုကန့်ဒေတာရဲ့အုပ်ချုပ်ရေးမှုဖြစ်လာခဲ့ပါတယ်။အင်အားကြီးမိသားစုကြီး၄စု The Four Families ဘိုင်မိသားစုဘိုင်ဆောင်ချင်ဦးဆောင်ပြီးအစိုးရရန်တရားနဲ့ Full Light Vice Company ကိုထိန်းချုပ်ထားပါတယ်။ဝေမိသားစုဝေချောင်းရင်ဦးဆောင်ပြီးနေချဆောက်တဲ့ VGF လက်နက်ကင်အင်အားနဲ့ Henry Group ကိုပိုင်ဆိုင်ပါတယ်။လျူမိသားစုFully Light လုပ်ငန်းစဉ်နဲ့အတူတတ်ထွေတွင်းနဲ့အင်ချမ်ပီယံလုပ်ငန်းတွေကိုအဓိကအားထားပါတယ်။နောက်ထပ်လူမိသားစုကိုကိုကန့်ရဲ့စီးပွားရေးအခြေခံအဆောက်အအုံနဲ့ကာစီနိုလုပ်ငန်းတွေရဲ့နောက်ွယ်ကထိန်းချုပ်သူလို့လည်းသတ်မှတ်နိုင်ပါတယ်။ဒီမိသားစုကြီးတွေရဲ့အဓိကဝင်ငွေရင်းမြစ်ဟာကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်ဂိုဏ်းတွေဖြစ်လာပါတယ်။ဒါဟာတရုတ်နိုင်ငံအတွက်အင်မတန်ကိုခေါင်းကပ်စရာတစ်ခုဖြစ်လာပါတယ်။ဒီနောက်2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာတော့ဒီနောက်မဟာမိတ်၃ဖွဲ့က2029စစ်စင်ရေးကိုစတင်ခဲ့ပါတယ်။သူတို့ရဲ့အဓိကကြိုးကြော်တဲ့ကတော့ online ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းမှုပါပဲ2024ခုနှစ်ဇန်နဝါရီလမှာတော့လက်ပြောင်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဘိုင်ဆောင်ချင်အပေါင်းဝင်မိသားစုခေါင်းဆောင်တွေကိုမြန်မာစစ်တပ်ကော်မတီကဖမ်းဆီးပြီးတရုတ်နိုင်ငံထံလက်ပြောင်းခဲ့ပါတယ်။မြေပေါင်းများစွာဒေတာအတဲမှာမိမှုခဲ့သူတွေဟာချုပ်ကားပေါ်မှာမျက်နှာငယ်ငယ်လေးတွေနဲ့ပါသွားတာကိုဒီကမ္ဘာလုံးကမြင်တွေ့ခဲ့ရပါတယ်။2024ခုနှစ်နောက်ပိုင်း2025အစောပိုင်းမှာတော့သူတို့ပိုင်ဆိုင်ထားတဲ့ဟိုတယ်တွေကက်စီနိုတွေနဲ့အဆောက်အုံတွေကို MNDAA ကတင်ပိုက်ပြီးမိသားစုတွေရဲ့ခေတ်ကိုလုံးဝအဆုံးသတ်လိုက်ပါတယ်။ကိုကန့်မိသားစုကြီး၄စုရဲ့ကြာရှုံးခန်းဟာအာဏာနဲ့ငွေကြေးဆိုတာထာဝရမတည်မြဲဘူးဆိုတာကိုပြသနေပါတယ်။ပြီးတော့ပြည်သူကိုနှိပ်စက်ပြီးတိစောက်ထားတဲ့ဘယ်အင်ပါယာကြီးမဆိုတနေ့မှာနေကိုချုပ်ရစမြဲပါပဲ။ဒါပေမဲ့မေးစရာတစ်ခုရှိတာကတော့ဒီမိသားစုကြီးတွေမရှိတော့ပေမဲ့မြန်မာနိုင်ငံရဲ့တခြားနေရာတွေမှာရောဒီလိုငွေလိမ်ဂိုဏ်းတွေဆက်ရှိနေအောင်မလားဒီဖြစ်ရဲ့အပေါ်မှာပြည်သက်တို့ရောဘယ်လိုမြင်ပါသလဲပြီးတော့ကိုကန့်ဒေတာရဲ့အနာဂတ်ကိုရောဘယ်လိုဖြစ်လာမယ်လို့ထင်ပါသလဲ comment box မှာဆွေးနွေးသွားကြပါဦးပြီးတော့ဒီဗီဒီယိုကိုကြည့်နေတဲ့ခင်ရင်တော့ like and share လုပ်ပြီး subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ဦးခင်ဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျ